ကိုတော်ကြီးမြရတဲ့လူကြောင့်ခေါင်းထဲမှာရောက်ရင်တော့သူ့ရင်သုံးမြတ်တာပို့လိုက်လူတွေကိုကူညီခြင်းနဲ့စိတ်မျိုးတော့မလှူခြင်းတန်းခြင်းနဲ့စိတ်မျိုးတော့မကိုယ်စီမှာရှိတဲ့ဟာကိုရောင်ရဲတဲ့စိတ်မျိုးကျေးဇူးတင်တဲ့စိတ်မျိုးအဲ့ဒါတွေကဖန်တီးယူမှရတယ်လုပ်ယူမှရတယ် negative ကလည်း infinity positive ကလည်း infinity အမေလူရဲ့စိတ်က negative ဘက်ကိုအလေးတာတယ် social media သုံးလို့ရှိရင်လည်းကိုယ့်လူတယောက်လူဘယ်နှယောက် like လုပ်လဲဆိုတာထက်တို့ဒါဒီ negative comment တစ်ခုရေးသွားရင်မခံမရနိုင်ဘူးလူတစ်ထောင် like လုပ်ထားတယ်ဒါပေမဲ့တယောက်ကမကောင်းကြီးသွားရင်စိတ်မကောင်းတဲ့တော်ဖြစ်တယ်ညာနှုံးပြေးကြိုက်တာလို့တယ်အဲ့ဒါဘယ်တော့မှမရနိုင်ဘူးရှားသိနော်အဲ့တော့အပြင်လောကကြီးမှာလည်း negative ကိုရှာတယ်စိတ်ကဒီတိုင်းပဲထားရင် negative ကိုအများရန်သွားတယ်အယုံမရှိနဲ့မကောင်းတဲ့ဘက်ကိုအများရန်သွားတယ်ဒီတိုင်းပဲထားရင်ဆိုတော့အဲ့တော့ကောင်းတဲ့ဘက်ကိုရောက်ဖို့အတွက်ကလုပ်ယူမှရတယ်လူတွေကိုကူညီခြင်းနဲ့စိတ်မျိုးတော့မလှူခြင်းတန်းခြင်းနဲ့စိတ်မျိုးတော့မကိုယ်စီမှာရှိတဲ့ဟာကိုရောင်ရဲတဲ့စိတ်မျိုးကျေးဇူးတင်တဲ့စိတ်မျိုးအဲ့ဒါတွေကဖန်တီးယူမှရတယ်လုပ်ယူမှရတယ်တာဖြစ်တဲ့စိတ်ဖြစ်ဖို့အတွက်ကကျွန်တော်တို့လုပ်ယူစရာမလိုအော်တိုသွားတယ်ဒါပေမဲ့မေတ္တာထားတဲ့စိတ်ဖြစ်ဖို့အတွက်ကကျွန်တော်တို့လုပ်ယူရတယ်ခေါင်းထဲမှာလူတစ်ယောက်နာမည်ပေါ်တိုင်းသူ့ကိုရင်သုံးမေတ္တာပို့လိုက်ကိုတော်ကြီးမြရတဲ့လူကြောင့်ခေါင်းထဲမှာရောက်ရင်တော့သူ့ကိုရင်သုံးမေတ္တာပို့လိုက်ပြီးတော့မှဆက်စနာ upload လုပ်ရင်ကောင်းလူတစ်ယောက်ချိုးမပြင်းတာကိုအော်တိုမြင်တယ်သူကောင်းတာမြင်ဖို့အတွက်ကိုတော်တော်အားထုတ်ရတယ်တမိုးရှိတဲ့အရာတွေကမမြင်နိုင်တဲ့အရာမှာရှိပြီးတော့အလွယ်မမြင်နိုင်တဲ့နေရာမှာဖုံးထားပြီးတော့တမိုးမရှိတဲ့အရာတွေကအပေါ်ယံမြင်ရကိုမိမနဲ့ကိုနဲ့ကိုပေးရတာပဲမြင်တယ်ကိုမိမပေးရတာမမြင်ကိုယောက်ျားနဲ့ကိုနဲ့ကိုယောက်ျားပေးရတာမမြင်ကိုပေးရတာပဲမြင်ကျန်တော့အလုပ်ရှင်နဲ့ကိုနဲ့ကိုပေးရတာမြင်တယ်သူပြန်ပေးနေရသူ့ရဲ့ဒုက္ခတွေကိုမမြင်အဲ့တော့ကျွန်တော်လုံးပြောချင်တဲ့တော့တစ်ဖက်လူရဲ့ sacrifice ကိုတစ်ဖက်လူရဲ့ပေးဆက်မှုကိုမမြင်ကိုမယူခင်အရင်ပေးရတယ်မယူခင်အရင်ပေးရတဲ့ကြောင့်လူတွေကမပေးချင်တော့မရဘူးကိုကတခုခုအလကားရမယ်လို့ထင်တယ်အဲ့ဒါမဟုတ်တော့မရနိုင်